မောင်သားချိုရှေ့မှာရက်နေတဲ့လူကိုကြည့်နေတယ်။အချိန်ကြာမြင့်စွာမမြင်ရခဲ့တဲ့မျက်နှာပင်ပန်းနွမ်းနယ်နေတယ်အဖေ။သူတိုးတိုးခေါ်လိုက်တဲ့အဖေခေါင်းငုံထားတယ်မင်းဒီနေရာကိုမလာသင့်ဘူး။မောင်သားချိုမေးလိုက်တယ်ဘာကြောင့်လိန်ခဲကြတာလဲ။အဖေခဏတိတ်သွားတယ်။ပြီးတော့ပြောတယ်အဲ့ဒီညကမီးကမတော်တဆဆခဲ့တာမဟုတ်ဘူး။ဒါပေမဲ့ငါမလုပ်ခဲ့ဘူး။ရွာလူကြီးနဲ့သူ့လူတွေမြေယာစာချုပ်တွေဖျောက်ဖို့အရာအလုံးကိုဖုံးကွယ်ခဲ့ကြတယ်။မောင်သားချိုရင်နဲ့အလွန်နာကျင်သွားတယ်။ဒါဆိုသူ့ဖေကအပြစ်မရှိဘူးအဖေဆက်ပြောတယ်။မင်းကိုကာကွယ်ဖို့ငါပြောက်ကွယ်ခဲ့တာ။သူတို့မင်းကိုလည်းတတ်မယ်လို့ချိန်ချောက်ခဲ့တယ်။အဲ့ဒီစကားကြားရင်မောင်သားချိုမျက်ရည်ကျလာတယ်။ရုတ်တရက်အဆောက်အဦတကားပိတ်သွားတယ်။လူတချို့ဝင်လာတယ်။ရွာလူကြီးအရှိဆုံးမှာဒီအဆုံးသက်ကိုမင်းမမြင်သင့်ဘူး။သူပြောလိုက်တယ်မဲသစင်အလင်းတစင်းလိုပေါ်လာတယ်။အခုတော့လူတိုင်းရင်ဆိုင်ရမယ်။လေပြင်းတစ်ချက်တိုက်သွားတယ်။အဆောက်အဦအတွင်းအေးဆက်သွားတယ်။ရွာလူကြီးမျက်နှာပြက်သွားတယ်။မောင်သားချိုရှေ့တက်လာပြီးပြောတယ်အမှန်တရားကိုဖုံးကွယ်ထားလို့မရဘူး။ငါအဖေကိုယုံတယ်။အဲ့ဒီစကားကြားရင်အဖေမျက်ရည်ကျလာတယ်။မဲသစင်မျက်လုံးတည်ငြိမ်သွားတယ်။ဒီရွာပြောင်းလဲရမယ်။ရွာလူကြီးနောက်ဆုတ်သွားတယ်။အဲ့ဒီအချိန်အပြင်ဘက်ကမီးတောက်အတန်ကြားရတယ်။တယောက်ယောက်အဆောက်အဦကိုမီးရှို့နေတယ်။မောင်သားချိုချက်ချင်းဆုံးဖြတ်လိုက်တယ်။သူ့ဖေကိုဆွဲထုတ်ပြီးလူတွေကိုအော်ပြောတယ်ထွက်ကြပါ။မဲသစင်အလင်းတစင်းဖြစ်ပြီးမီးလန်းကိုဖွင့်ပေးသလိုဖြစ်နေတယ်။လူတွေထွက်ပြေးနိုင်တယ်။ဒါပေမဲ့မီးကပိုပြင်းလာတယ်။ရွာလူကြီးမျက်နှာစိတ်ပြက်သွားတယ်။သူလှည့်ထွက်သွားတယ်။မောင်သားချိုအပြင်ရောက်တဲ့အခါအဆောက်အဦမီးလောင်နေပြီးမဲသစင်မီးလယ်မှာရက်နေတယ်။သူမပြောတယ်ငါလှုပ်ပြီးပြီအခုမင်းတို့အမှန်တရားကိုဆက်လက်ထိန်းသိမ်းရမယ်။မောင်သားချိုလက်လန်းလိုက်ပေမဲ့သူမအလင်းနဲ့ပျောက်သွားတယ်။မီးငြိမ်းသွားတဲ့အခါရွာသားတွေတိတ်ဆိတ်နေတယ်။အဖေလွတ်မြောက်ခဲ့ပြီ။ဒါပေမဲ့မဲသစင်မရှိတော့ဘူး။မောင်သားချိုမိုးကိုကြည့်ပြီးမေးလိုက်တယ်။သူမတကယ်သွားပြီလား။